တင်ပြမဲ့သင်ခန်းစာကတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်းခွန်ပေါ့နော်ထိုင်းစကားပြောအပိုင်းခွန်ဒီမှာပြီးပြီလားဆိုရင်စေရယံစောရောအေကျော်စေဟောရောရယောအငောယံစေရယံအမရမှာကြတော့ရယံမှာကြတော့ဒီမှာလီယံသူကနည်းနည်းလေးသူကဒီမြန်မာလိုအတန်တော့အတိအကျဖော်ပြပြီးလို့မရပါဘူးเนาะအဲ့တော့ရောလျံအဲ့တန်နဲ့တော့နည်းနည်းရှင်းတာပေါ့နော်လီကိုမှသွားလေးစီပြီးတော့ဆိုလျံစေလျံအဲ့လိုမျိုးလို့သွားလေးစီပြီးတော့ဆိုပေါ့နော်ပြီးပြီလားဒီမှာဆိုလို့ရှိရင်ဒီနေ့ရာသီဥတုပူတယ်ဒီနေ့ရာသီဥတုပူတယ်ဆိုရင်วันนี้อากาศร้อนวันนี้อากาศร้อนအဲ့ရောမှာကြတော့ร้อนလာတန်နဲ့ပဲဆိုလိုက်လဲရတယ်ရာတန်နဲ့ပဲပြောလာတန်နဲ့ပဲပြောရတယ်ပေါ့နော်วันนี้อากาศร้อนဒီနေ့ရာသီဥတုပူတယ်အဲ့လိုမျိုးပေါ့နော်ဒီနေ့ရာသီဥတုအေးတယ်ဆိုရင်วันนี้อากาศเย็นวันนี้อากาศเย็นဆိုရင်ဒီနေ့ရာသီဥတုပူတယ်အေးတယ်ပေါ့နော်ဒါတော့ရာသီဒီနေ့ရာသီဥတုပူတယ်ဆိုရင်วันนี้อากาศร้อนโออานอวันนออีนีไม่โทนี้โออาอากออาซอกาศรออนอรอไม่โทร้อนဒီမှာအိမ်သားဘယ်နားမှာလဲအိမ်သားဘယ်နားမှာလဲဆိုရင်ဟောက်နမ်းอยู่ที่ไหนဟောက်နမ်းอยู่ที่ไหนဟောအောငေါဟောไม่โทဟောင်းနောอามน้ำไม่โทน้ำออยออูอยู่ไม่อยู่ทออีทีไม่ที่ဟောနောအိုင်းနိုင်ဟောက်နမ်းอยู่ที่ไหนအိမ်သားဘယ်နားမှာလဲဒီမှာကျေးဇူးပြုပြီးတော့တကားဖွင့်ပါကျေးဇူးပြုပြီးတကားဖွင့်ပါဆိုရင်ช่วยปิดประตูช่วยเปิดประตูအမှကြတော့ဒီကเปิดနေရာမှာကြတော့သူကปิดအဲ့လိုမျိုးသွားဆိုလို့မရဘူးเนาะပေဆိုတာပေါ်အေဘေကိုမှကျွန်တော်တို့ဓာတ်တက်လေးနဲ့အတန်ပြတ်ပြီးတော့စုံပေးရမယ်เนาะเปิดပေလို့လည်းမဟုတ်ဘူးเนาะအာကောင်တန်နဲ့ဆိုရမယ်ပေကိုမှအာကောင်တန်နဲ့ဆိုရမယ်เปิดအာကောင်တန်နဲ့ဆိုပြီးတဲ့ခါကျရင်ကျွန်တော်ဒီမှာဓာတ်တက်နဲ့ဆိုတော့ရှာလေးထောက်ပြီးတော့စုံရမယ်เปิดအဲ့လိုမျိုးပေါ့နော်ဒီက bratu တကားဟိုက bratu ဒါမဲ့စာရေးသားမှာတော့ bratu ပေါ့နော်တကယ်သူတို့ဒီတကယ်ပြောမှကြတော့ရတန်ကိုမထည့်ပြောပေါ့နော် bratu အဲ့တော့ချွေးเปิด bratu ကျေးဇူးပြုပြီးတော့တကားဖွင့်ပါဒီမှာကျေးဇူးပြုပြီးတော့တကားပိတ်ပါဆိုရင်ချွေးเป็ด bratu ဒါကြတော့เป็ดဖွင့်တော့ကြတော့ bird ပိတ်တော့ကြတော့เป็ดချောရောချွေမအေချွေပေါ်ဤတော်เป็ดပေါ်ရောအပရတော်ဥတူချွေเป็ดပတူကျေးဇူးပြုပြီးတော့တကားပိတ်ပါကျွန်တော်အရင်သွားမယ်နော်ဆိုရင်ဖုံပိုင်ကောနာဖောမောဖုံပေါ်အိုင်ပိုင်ကောအောနောကောမအေကောနောအနာဖုံပိုင်ကောနာကျွန်တော်အရင်သွားမယ်နော်ပြီးရင်ကျွန်တော်မုတ်ဝဲခြင်းတယ်ဆိုရင်ဖုံမြာစခနုံကျွန်တော်မုတ်ဝဲခြင်းတယ်အမှစဝဲတယ်ဆိုတဲ့ဆိုတဲ့နေရာမှာကြတော့စူးမှာသွားလေးစီပြီးတော့ဆိုပေါ့နော်စအဲ့လိုမျိုးဖောမောဖုံအောယောအာကောယစောမိုက်ထိုခေါနောမောခနုံဖုံမြာစခနုံကျွန်တော်မုတ်ဝဲခြင်းတယ်